到了呀！哎呀，发到你了，关了没不是你了，后边到家里来嘛，就带你讲吧，你们一天3人管。哇，哎，是那么到好，来，他就到了呀，我们就到了。来嘛，行，你对象我吃了，对象我吃了不呀？哎，我们你也不喏，那个，那哪里烧了？人多呀？哎，对哟。喂，他们杀了呀，比啦。哎，你嘞，你来，归家去没？归家去没？啊！什么呀？轻松的呀呗？轻松的呗。好，哎，姑爷，吃完了说了，你把钱嘛，老姑爷。吃饱了吃了，哪里了？你啊，吃饱了我不吃，你不能吃了喽。你打高标的姑爷。那我吃饱了，可能一天啊，你那边红包不能杀我，你不能吃了。我那样吃老多，你看你把钱要少归我嘞，标没出来的。你看你。信不对嘞？你能睡觉没个嘛？啊？你那里钱往哪少？你那吃了我喵喵吃了，俺那里吧姑爷。那你就来没看你对我，看到我们那树苗把那人好一些了，家，把别个，把别个家，我嘛，那也你那个，哦那个，你们搞过来，我们那边我那里，哦，你们对对对，我们也没事，我们他妈打的对了，打的了，糊涂追我的，俺妈我吃开的，叫来瓜，把不了，你记得没啥意，把不了，我这一记得吧，我当时。真的把不了，没啥意。多吧呗，多呗，姑爷。他们那才多吧呗，哎，他们那才多呗，哎，那接不就，还嘛钱包黑，啊，钱包黑钱到哪里？到底噻。奶吃的咯，奶多的东西，奶吃的咯，娘吃的咯，俺老的了，哎，我那么你不能吃啊？你这毛香你不能吃它嘞？ဘလို့ချမှာလဲလူမှာကလေးတွေအောင်ဆိုပြီးတော့ချမောင်ဟင်းလေးတွေကိုမကြီးရည်လေးထည့်ပြီးတော့တန်မြာသေးလေးပြစ်ထားတဲ့ဥစ္စာကိုချင်နေတဲ့ 那我也吃的这毛样个，没几天的，当面的你把我，你那个吃的，你那个吃的，我那把的，到那边一叫我到那边都吃，你那个都差不多，那没人的搞了，你还那个问题？哎，这来讲，我们山区的驴，马山，哈，就这边成门山驴。俺你哩，哎，现在呀，你嘛啥子的时候都吃开来着哇。哦，看看，哎，你先刮啥子吧哦，喏，咱们呢，你就比如10里白天当然的吃它啦，山里面我的出这边的，来啥开过来？你看嘛，水边的不长身上，看到没得营养，困哪里？မင်္ဂလာပါရှင်ကျွန်မကတော့ food blogger ဆန်ဆန်လေးဖြစ်ပါတယ်ရှင်ဆန်ဆန်အခုရောက်နေတာကတော့ရွှေပြည်သာမြို့နယ်မှာဖွင့်လှစ်ထားတဲ့ကျူးဆက်ပဲအိမ်ချက်လက်ရာဆိုတဲ့ထမင်းဆိုင်ကိုရောက်နေတာပဲဖြစ်ပါတယ်ရှင်ဒီဆိုင်လိပ်စာလေးကတော့ရွှေပြည်သာမြို့နယ်ဗိုလ်ကျွန်းအောင်ဆန်လမ်းမကြီးပေါ်ကခေါင်သုံးလုံးမှတ်တိုင်ကြီးမှာဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်ဆန်ကအထဲထဲကဆိုင်အပြင်ဆင်နေတဲ့ customer တွေကိုတစ်ချက်လိုက်ပြီးတော့မေးကြည့်ပေးမယ်နော်အခုကဘေးကလာတာလေရှင်ဒလားဟဲ့ဒလားနေတော့လာတာပါလေရှင်ဒလားနေတော့လာတာပါလေအော်ဒါနဲ့အခုကဘာနဲ့စားတာလဲသိရှင်ဟင်းရတော့ဆုံးလိုက်ဗျကျွန်တော်ကြိုက်တဲ့ပစုံလိုက်ပါဟုတ်ဒီပစုံလားကိုညတာရှိလားကိုအော်ဒီပစုံနဲ့စားရပါလေရှင်ကောင်းတယ်ကျေးဇူးပဲနော်ကိုကဲဒါဆိုတော့ customer တွေဒီဆိုင်မှာလာပြီးတော့အားရပိုင်းရရုပ်ပြက်စစ်အားရပိုင်းရစားတော့နေတာပဲဖြစ်ပါလေရှင်အခုစားလို့ကောင်းလားရှင်ကောင်းတယ်ဗျာဟုတ်ကောင်းတယ်ဟုတ်ခလေးအမရောစားလို့ကောင်းလားကောင်းတော့ဗောအမရဲ့ဒီဆိုင်ဟင်းတွေကပဲစီတက်တက်နဲ့ကိုချက်ထားရလေဟုတ်ကဲ့ပါဟိုဘက်ကအမရောစားလို့ကောင်းလားရှင်စားလို့ကောင်းတာဗောရှင်ကျမတို့ကချူးစပယ်မှာချူးစပယ်ပဲရှင်ကဲအားလုံးကတော့ချူးစပယ်မှာချူးစပယ်ပါပဲရှင်ကဲတော့ဆန်လို့နောက်တစ်ပိုင်းတော့နေကြည့်ကြမယ်ဘာလို့သူလည်းစားရတော့သမီးတော့မလို့သိပါဘူး
तू ကချူးစပယ်ဆိုင်ကိုလာရတဲ့ food blogger အမလေးဟင်းချက်လိုက်ရကောင်းတော့ blogger တွေပါတွေခေါ်ရတာဒီမှာမဟုတ်ဖေးရ တော်ကြလား ဟုတ်တယ် မစားတာလည်းမစား အခုကတော့အားရပါရတောက်နေတာပဲဖြစ်ပါရဲ့ရှင်။တော်နောက်တော့ကြောက်နော် အားလုံးပဲ မိမတော့ပြက်လာတော့ပြီးပါဦးသူမရှိမှအေးဆေးခဲ့ရမှာဒီတိုင်းတော့လို့ရှိရင်ဒီကောင်မလာတဲ့ငါဒီပလင်းငါသိမ့်ချင်ရမှာဟုတ်ဒီလိုမှထည့်တော့လိုက်ဒီလိုနဲ့ထည့်တော့လိုက်သူလာတော့လေရှင်လေးတောင်းနေတယ်ပေါ့မိမမာယာတဲကိုဗျာတဲ့နော်ငါတို့အရက်သမားကြီးမာယာတို့တော့နင်တို့မိမနဲ့မမီသေးပါဘူးတေးရမယ်မတော့ရလည်းကြားနေတောက်တာနဲ့ဒီကောင်မကပြောဖို့ဆိုဖို့တော့ပဲလေးတော့ဖာတကယ်စလွေးနေကိုထူလာလား ။ယောက်ျားရေမိမပြန်လာပြီယောက်ျားရေ ညလာတော့ ။ဒါတော့ပြပါဦး။ လာလာလာ အော်ဒီမှာလမ်းမှာဖေးနဲ့မိန်နဲ့တွေ့ အားရေ အဖေရေအမေလည်းပါလား ဟောပါတော့ဗျာ ဟုတ်ကဲ့လာလေလာသားကြီး ဟောဝဲလာလေးတော့ဟုတ်ပါမလားသားရေဟိုမင်းကြီးလေးကလေငယ်ကောင်လေးကထိုင်းထွက်သွားပြီအဲကြောင့်အဖေတို့လင်မယားလည်းသားရေနွားမယ်သူလာတာ ဟုတ်ကဲ့ ဖေးနဲ့မိန်ရောက်တော့ယောက်ျားရေ ဟေး ဘာဟင်းချက်ထားလဲကျွေးလို့လား ဘာမှမချက်တော့ဘူးလေမိမ ပြန်မယ်ပြန်မယ်လားဘာမှမချက်ဘူး ရှင်းရတယ်ဘာမှအမကိုရအောင်ဒီမှာကျမဈေးသွားဆိုမနေ့ကစောချက်ဖို့အတွက်လေထမင်းလေးကလည်းချက်ထားမှာဘလို့လုပ်လဲ อ๋อနင်းကလည်းဟဲငါလေးရက်ခွက်ထဲမှာရက်ပတ်ဝယ်ရသေးတယ်ဟုတ်လေရက်ခွက်ထဲပတ်ပြီးတော့ငါလေးရှောက်သွားရသေးတယ်လေအကျိုးတောင်းဆိုးကောင်းပေါ့နင်းကလည်းအဲ့ဒါအဖေဒီလိုလေဟိုရောက်တော့အိမ်မှာမချက်တော့လေထမင်းဆိုင်ကျွေးလိုက်လေ ထမင်းဆိုင်တော့စားမယ်ဟုတ်ချူး ချူတဲ့ပဲထမင်း အော်ချူးစပယ်ထမင်းဆိုင် ကျူးတယ်ပဲခမင်းသား ဟုတ်တယ်ဖေ အိုးကျောင်းလေဟိုလိုက်မမောင်နာမကြီးနေတဲ့ဆိုင် ဟုတ်တယ်ဖေ အေးချက်လိုက်ရ အေးကျမရပါဘေးဘေးစားနေလို့ဆိုင်လေတော့ အဖေတို့နဲ့ပို့ခဲ့တယ်လူကြီးနဲ့ပို့ခဲ့တယ်စိတ်တန်းတန်းနဲ့ချက်ထားတာ ကောင်းလား ဆောင်းကောင်းထမင်းကောင်းဟင်းကောင်း ဆွေးဖို့ဆန်းဆိုတာ ဆွေးဖို့စားတဲ့ချက်တာအမေတို့သိတယ် ဆိုင်တော့ကောင်းတယ်ကောင်း အဲ့ တယ် တော့နေတိုင်းကိုချက်နေတယ်နေတိုင်းတော့လိုက်လေယူ ကောင်းတယ်ကောင်းတယ် အော်ရှင်းရလေဖေးနဲ့မိန်နဲ့ရောက်တော့ရခိုင်မှာအမောပြေကဲဒီနေ့လေးမလေးလိုက်တော့ ဟုတ်တယ်တိတယ်လိုက်တာဟဲ့ငါချင်မလေးဒါလေးကန်ကောင်းတာ မခဏလေးဘာလို့လဲ ရှင်တွေးတိုင်လို့လေ မတိုက်နဲ့မရမတိုက်နဲ့မရ ဘာဘာ မတိုက်နဲ့မရ မင်းကမွေးတယ်မိဘနှစ်ပါးလေကွာမင်းရင်နှွေးတော်မသထားဘူးလားကွာမင်း ရှင်းဘလို့လဲဖြစ်ရတော့ မင်းသားရင်းနေတော့တိုက်ချင်မှန်းပြီ ညနေပြတ်တော့ပါ อ๋อนี่ต้องไม่เย่ စိတ်ဆိုးပါလေ ซาลานี่มา စားတာနော်စား တောက်လေးရ ซาลานี่มาล่ะไม่ မောပြေတော့ပါဘောရှင်းတယ်ဒီပါကြခုဘော มาม่าพี่มาไม่แล้วเจ้าก้องน่ะเฮ้ย ဘယ်လိုလဲဆက်ပေါ်လာတာပါ เฮ้ยไม่มาต้องเนี่ยไม่มาต้องเนี่ยလို့ဒီလိုမต้องเนี่ยမင်းနဲ့မတည့်ဘူးငါနဲ့ပဲတည့်တယ် ဘယ်ကလေရင်နွေးပဲဟောင်ပါဖြစ်မှာမလို့ โอ้โหသမီးမတည့်ဘူးဒီလိုမတော့เนี่ยမတည့်ဘူး ရှင်းပြီးလက်ဖက်ချောင်းပြင်းနေလို့ ရှမ်းပြီ တော့မင်းကြိုက်တယ် โอ้ တော့ โห ပါ ကျုံနေလို့ပြောတာ တော့ပါလေဆရာလေးတော့မယ် ပြဿနာတော့တက်တော့မှာပဲဆိုတော့ တောက်နိုင်နေကြမ်း မင်းကလည်းမေးမေးပါဘာလို့လဲရင်နွေးလာလက်ဖက်ချောက်ခတ်တာနည်းနည်းများတာရင်နွေးကြိုက်တော့လေလက်ဖက်ချောက် လက်ဖက်ချောက်ကကြာနေပြီလို့တော့ကြာနေ များပါရှင်ပါ ဟိုတော့လက်ဖက်ချောင်းကတော့ခါတယ်ဒီတော့တားတီရင်တို့တားတယ် အော်ရှင်ရလေဖေတို့လည်းတောက်ပါစေဖေတောက်ပါ တော့ရတယ်အဲ့ဒါဖေးတမ်းမယ်နော် အဖေ အမေလည်းက ရပြီအမေတော်ပါပြီဒီလောက်တစ်ခွက်ဆိုညာစီးတွေသွားနေဦးမယ် ရပါတယ် တော့ တောက်တယ် လာ ဒီနေ့တောက်ပြီးဖေသွားစားမယ် ဖေများနေပြီနော်အဖေကတားတီတယ်နော်အဖေကအရင်ဝင်မရဘူးဖေဆိုးရဲ့ ကောင်းလား ထမင်းတားစားကြမှာလို့လေ မဟုတ်ကလားငါထမင်းကတော့မပြောတော့ဘူးခုနကငါတို့လည်းများဝင်လာတော့မင်းကဘာလာလို့တော့ငါမေးလိုက်တယ် အဖေဖေတောက်ပြီးဖေမရင်းနေဖေဟာ ရှင်နွေးတောက်တာဘယ်မှာတောက်လာလို့လဲ အဖေကတော့ရှော့ ဘော မင်းကဟမ် ကျမပြောချင်တာအဲ့ဒါဒီကောင်မိမရမကိုပြောင်းလဲနေတာမအေးဘူးမသိတတ်တာ ဟုတ်တယ်မင်းမငါတို့ရှေ့တဲ့မျိုးကိုယ်လည်းမင်းရန်လုံးမဲ့မင်းမမျိုးရတာ အဲ့ဒီအိမ်မှာဖေအဖေနည်းနည်းရေးပြီး မင်းမကြိုက်ဘူးဆိုတော့မင်းကငါတို့လည်းမွေးတာရမင်းအားရတယ်မင်းအားကြောင့်သိရတော့ရ ဟေးရင်မူးနေရမယ် ဟဲ့
မင်းငါတခွန်းကဝင်သွားရင်ဘာအောင်လို့မသိရလားငါစားမသိရလား ရှင်လေးလောက်ထားလေ မင်းဘာလို့လဲလို့တော့ ရှင်လေးလောက်ထားလား အဲ့ဒါအောက်ထားပါဖေဖေကျုပ်ပြစ်စပြစ်နေတယ်ဖေ ဝါဝီးပဲဟုတ်ကော မလို့ ဒါရှင်လေးတော့မဟုတ်ရလား ရှင်နွေးနေမိမလေးနေရတယ်ရှင်နွေးပေါ့ဟာ မရှုံကျမတော့ ငါကချူပြော ဟုတ်တယ် ဟာ တော့ မဖြစ်တယ်နော် ချာလေဘယ်နီတော့ချာတယ် တော့ပြန်မယ် ပြန်လာပြန်လာ လက်ဖက်ကြောင်ညာလို့ရှမ်းပြီလက်ဖက်ကြောင်ညာလို့ ချမ်းပြီလည်းချာโอเคချမ်းပြီလည်းချာခါမနေ ခါရတော့ မခေါ မကားဘူး အဲ့ဒါလည်းအရှက်တယ်နော် ဟာ မင်းတော့ခွတ်ချလိုက်မခေါ ဟုတ်လား မခေါရှမ်းပြီလက်ဖက်ကြောင်မခေါ တော့ပြန်မယ် ဟာနေနေနေ အေးကြည့်တာဘယ်ပါလဲခါလားအရင်ခါလား နည်းနည်းတော့ခါပေါ့ ချိုးပါလိမ့်မယ် နောက်တစ်ခါချိုးသားမယ်တို့လိုဖြစ်သွားမယ် ချိုးပါလိမ့်မယ် တော့မတဲ့တို့လိုဖြစ်သွားပြီ တမျိုးကြီးတော့ဖြစ်လာတယ်နော် မဟုတ်ဒီမင်းပါရဲ့ရှမ်းပြီလက်ဖက်ကြောင်ကလက်ဖက်ကြောင်ညာတော့ခါတယ်အနက်နဲ့ပြင်းတယ်ဟုတ်တယ်မင်းသားအော်ရုပ်ပြစင်တယ် တော့ဆောင်း အဖေရုပ်ပြစင်တယ်စပိန်တော့လည်းကိုရှင်းပြီးကုန်လိမ့်မယ် ဟိုရေးပြန် အာမလို့ပြောဒမင်းဆောင်ပါလေမေးရတယ်လည်းနေပါရဲ့ဟာနေနေတယ် ကောင်းလား ကောင်းတယ်တော့ အဲ့နော် ဒီလက်ဖက်6ကိုရှင်မမေ့နဲ့နော်ကျမကြိုက်တယ်တော့ အေးမကြိုက်ပါကြိုက်တယ်ဘောရ နေတိုင်းတော့မယ်နေတိုင်းဒီလက်ဖက်ကြောင်းနဲ့ဒီရင်တွေတောက်ပြီးတော့နေတိုင်းမဲ့ချူတဲ့မှာတမင်စား တောင်းမယ်တောင်းမယ်ကြာ ဟာလေဟာ မင်းသားနေငါယောက်ျားမင်းပါဘူး ရွှေပြည်သားချူးတဲ့ပဲအင်ချက်လက်အောင်ကောင်းလို့ငါညီနဲ့ငါတို့လိုက်ပို့တာဒီမှာတော့ထပ်ဖို့ဖြစ်နေဘူး ဒါနဲ့လေအိမ်ကမေကဒီလိုမလာနိုင်လို့တဲ့အဲ့သူ့မှာပြလို့ရတာ ။အားရတာပေါ့တာရဲ့။ရချူးတဲ့ပဲဟာအိမ်ထိပို့ပေးတဲ့ဝန်ဆောင်မှုကရှိတယ်။ဒီမလာနိုင်ဘူးဆိုလို့ရှိရင်အိမ်ထိပို့ပေးတယ် အဲ့အဆင်ပြေတာပေါ့ဒါဆိုချူးစပယ်အိမ်ချက်လက်ရအောင်အိမ်မှာစားလို့ရတော့ပိုးစင်ပြေတာပေါ့ ။ကိုစင်ပြေတာပေါ့။အိမ်မှာစားနေရလို့ပဲ ဟာ ။တော်တော်ကောင်းရတာ အကိုတောက်မဲ့ဟာမတောက်လေရဘူး မင်းလမ်းလျှောက်တာမင်းလမ်းလျှောက်တာရိုင်းနေတယ်လို့ပဲ နေတော့တော့ဖြစ်နေတယ် အဲ့ဒီရနွေးကညမှာတောက်တော့ဖေးရဲ့ကဲဒီမဲ့အဖေပြောတဲ့နော်ချွတ်တဲ့ပဲသမင်းဆိုင်ရောက်ပြီအိမ်ချက်လိုက်ရမြန်မာသမင်းဆိုင်မှား အဲသမင်းနှစ်ပြလား တသားဖေးလေးရိုက်ချတယ်လားဘယ်နဲ့သမင်းနှစ်ပတ်မှဒါရက်ဆိုင်မဟုတ်ဘူးလေ အေးပါကွာသမင်းနှစ်ပွဲသမင်းနှစ်ပွဲ လေးယောက်စားမှလေးဘက်မှမလေးဖေးရဲ့ อ๋อအဲ့ဒါမှလေ သမင်းလေးဘက်ဖေးဟုတ်အမေဟုတ်အမေရောဘာနဲ့စားမလဲ အမြည်ပါရလဲ ဟောအမီးနဲ့ပတ်သက်ရင်ဒီမှာတောင်းပဲကြည့်လို့ရမယ်ဩအမီးမဟုတ်ဘူးလေမေရဲ့ထဲဘာဟင်းရလဲ အဲ့ဆိုဘာဟင်းရလဲပြော ဩအဖေချက်သားရတယ်ဝတ်သားရတယ်မဲသားရတယ်စိတ်သားရတယ်ငါးဦးရတယ်ငါးရတယ်ဩအမေရဲ့တာစပွဲတို့မှတ်တယ်အစုံရတယ်လေမေရဲ့ ဘုံရှိရဲ့ အမေဘာနဲ့စားမလဲပြော အစိုးရရဲ့ကြက်မြင့်ချက်တဲ့ ကြက်မြင့်တယ်ဟုတ်ပြီအဖေရော ကြက်ကြက်ချင်းမြင်တယ် မလေးအားနေသေးတယ်လင်မြန်းနဲ့ကလည်းသူ့မာတဲ့အတိုင်းဆိုရပြီပေါ့ဖေရလေ ငါလည်းကြိုက်တော့ မိမဒီမနဲ့စားမလဲ ဝက်လက်ပါ မလေးဝတ်တဲ့တောင်စဉ်းစားနေတဲ့ဒုက္ခပဲဟုတ်ပြီဟိုကျွန်တော်ပါပေးလိုက်ဝက်ချတော့ပေးလိုက် မရဘူးလေ ဝက်လက်ပါစားနေတာ ဟိုနေလက်မှန်ငါကျွန်တော်တို့ဆွဲမှာဘောဟင်မြန်ဆက်တယ်ငါ့ဦးချလိုက်နော်ဖေရအေးအေးဆေးဆေးဒီမဲ့တော့ share တော့ဖေစားကြည့်လိုက် မြန်ချမြန်ချ လက်ခဏနော် ဖေတော့ ခဏခဏညလာ ဖေတော့ဟုတ်ဖေတကယ်များမူးနေတာမသိနော် ညလာရဲ့ ကောင်းတယ်နော်ဒါသားနေတာပဲအားကောင်းတာဟုတ် တိုင်းဆန်း သမင်းသားနေတာ မိုင်ဘိုင်းစား ငါးချက် ဘာငါ ခြေရငါး ရေးတဲ့ငါတော့သိတာဟောမင်းရတယ်ဟာမင်းဘာလဲစား ကျက်စမ်းနေတာ ကျန်တယ်မြေဟာဦးလေးလည်းမာလာတယ်ငါလည်းကျန်တယ်မြေရမ်းကြိုက်တာဝိုင်းတယ်ဝိုင်း ဟေးလက်ကြီးနေနေရလား မင်းကနိုင်စားလို့လားကွာအမှန်နိုင်စားရဟော ခေါင်းဒီပြီးကုန်ပြီဗျာ ဟုတ်ပါကွာမင်းလိုလေးတီးရမင်းမပေးရအောင်ယူအောင်မလို့ကောင်းနေဟာ အဖေဘာဖြစ်နေတာလဲ မင်းဒီကောင်ကမူးရမ်းတယ်ကွာ မူးတာအဖေမူးနေတာလေမူးတာအဖေမူးနေတာ ။ဒီကိုလက်နဲ့တိုက်နေတာကွာ တုတ်တောင်းမနဲ့နော်အဖေဘာသွားပြီးနိုင်စားလဲ ကြက်မြင့်စားရင်လို့ကွာ အသေးနိုင်တာအမြင့်နိုင်တာလား အမြင့်ကွာ အမြင့်ကကြတော့အဖေမတယ်အသေးကတော့မလူလူတွေမဟာ လာမနေတော့လုံးစီတယ် ဘာကြ ဘယ်ရကနေလဲ ။ဘလို့ဝင်ရတာလဲကွာ မင်းကငါ့ကိုကလေးတယောက်လိုလိုက်ထိန်းနေတာ ပြသူများကြီးတွေသွားဆောက်လို့ဒီမနေ့တားလို့မချပြီ ရောင်သေးလို့လေကွာမွေးနေတော့ကောက်စားတာ မမြန်အောင်မြန်နေပြီကတားလည်းပဲချင်ဒီစားအဖေစား ရရင်ဟင်းရတယ် လောက်ပြီလား အာဘာလို့ဟာ အဲ့ကျမနေစိတ်ရင်းစားပါလား ဩ
မင်းမလေမင်းအားချင်းတော့မင်းကလည်းမင်းကကြက်မြက်ကြက်တဲ့ငါကြက်တဲ့မြက်မြက်လဲစားတော့ဘာဖြစ်လို့လို့ မထားနဲ့ကျမကိုယ်တိုင်ရောက်သွားလိမ့်မယ် မလီလေမင်းအားချင်းတော့မှာကွာဟင်းယူစားလို့ တားဟင်းကိုတားဖေးတားဟင်းကိုတားငါပဲတို့ကြအစုံနဲ့ငင်းဒီချက်တားတော့ ကောင်းလာတယ်ဟာ သူ့တက်ပဲလေမေရ ဟင်းကိုလေအဲ့ငါ့ကိုချက်ကျွေးဒီလိုဟင်းကိုအရသာရှိလေချက်ကျွေးပါလို့ပြောတော့ဘယ်တော့မှစားမကောင်းနေကြလိုက် အော်ကျမလက်ရကောင်းမှတော့ကျူးဆွဲကတည်းကတင်းနေပြီတော့ ငါကြမ်းဘူးလေငါဘလို့ချက်လေနေလေလာဟောနေမင်းကလေးမဟုတ်ဘူးလား ဒီလေ ပြနားရညီလိုက်တာပြီရဲ့အခုစားကောင်းနေမဟုတ်လားမင်းဘာတက်တာချာတာ အမြဲတမ်းစားဒီလိုစားကောင်းနေတာကွာပြေပြောတာမင်းက ချက်နီးနေမတူလေပြီးတော့ဒီကနေတုံးတဲ့စီကြီးကလည်းကွာတယ်လေ ဟာစိတ်ကွာတာ အခုစိတ်ွားတာပေါ့ဗျာ သူတို့ဘာနေနေကြတော့ တူကလေထူးစပဲပဲစီတန်းတန်းနဲ့ကိုချက်ထားတာ ဟာအဲ့လိုလားခမင်းစားရလည်းမွေးလို့ မွေးမှာပေါ့ဖေကပြောတတ်ပါစားကြတော့လေစပယ်တစ်စိမ့်နဲ့ရွှေဖို့ထိတ်စားကိုချက်ထားတာ အိုးအဲ့ဒါလည်းကျူးစပယ်ရပဲ ဟုတ်တယ်လေဖေရလေ အဲ့ဒါမွေးရင်ငါပဲမှာဟောရမှာ ဒီမှာရောင်းတယ်လို့စီရောဆောင်အဖေဝဲတင်တမဲ့ဝဲ ဒီကောင်းအောင်ရောင်းနေတယ်အဲ့ဒါမင်းစီပြောင်းပြီတော့မင်းကောင်းပါနော် စီရောဆန်ဒီဇိုင်းနဲ့ရှင်ဝယ်ပေး ဟုတ်ပြီဟုတ်ရတယ်ရတယ်အဲ့ဒါမင်းငါ့ကိုဒီမဲ့ကားနှစ်စီးတိုက်လောက်တဲမိလိုက် အမေကတော့အဖေမူးလိုက်ပြောမကောင်းသားပါ ဟောဟော လူစားမစားဘူးဝတ်စားစားတဲ့ကောင်ခုမှမထားနဲ့တော့ဒုက္ခပဲငါတွဲရအောင်မယ်ဘာကောင်မသိဘူးငါလည်းမနိုင် မလေးကိုရလည်းတော့ မနိုင်ဘူးလေငါတိုင်ခဏလာမောင်းကွာရအပေါ်တက်ဘာဖြစ်လို့လဲဘေးခဏပြန်လာလို့မင်းငါပြောတယ်သူတော့မစားဘူးဘာဖြစ်တာလို့ဘာဖြစ်ရပါလဲကွာဒီမှာယုံတမင်းအောင်လေးအောင်တော့မစားဘူးမထားနိုင်တော့ဘူးလေအပစ်ကြီးမင်းကလည်းဒုက္ခပဲကွာကြည့်ပါဟိုတောင်ကြီးကမင်းမမြင်ကြတယ်ပဲငါတို့လည်းမရဘူးငါတို့ဟိုဒုက္ခပဲတကယ်လည်းဟောပါတော့လိုက်မယ်ဟောပါတော့ဒုက္ခပဲကွာဒုက္ခပဲကွာတကယ်ဒုက္ခပေးတဲ့ကောင်ကွာနိုင်ငံသားဘလို့တော်သေးတယ်ကွာ စားကောင်းတော့ကိုရ အမလေးဆက်လိုက်ကြပါဘယ်လိုကွာတော့ပြန်ပြစီတော့ လမ်းကိုမလျှောက်ချင်တော့ အဲ့တော့စားတော့ကွာတို့ထတူလေးကဲကောင်ကွာအဲ့ကောင်မင်းကဘယ်ရတော့ ဘာဖြစ်လို့ဘာဖြစ် ရှိပါချင်လားဒီနားပဲပါလိုက်တော့ ဘာလို့လဲမတိုင်းတော့မင်းအိမ်ကမှမင်းပါအများသွားမယ်လိုက်တော့ အဲ့ကျွန်တော်ပိုးကြတော့ပြန်နေအောင်လို့ မင်းဘလို့ပွေ့ချလို့မိမှာတော့ မနိုင်ကျွန်တော်လာလာ ဘာလို့ မေဘောသာဆွေးကြွလန်းငယ်ပါလေတန်ရှင်မှုကိုအထိကထားလို့အတီးကျမရဲ့တွင်လည်းကိုင်းကြီးချူးစွဲစီတန်တန်လေးနဲ့ချက်ပြုံးလို့အတီးလူမျိုးဘာသာမရွေးစားတော့နိုင်ပါသေးတန်ရှင်လက်ဆက်မြမထမင်းဟင်းတွေစုံလင်လာပြီရွှေပြည်သာမြို့နယ်တွင်မှာဖွင့်လှစ်ခါထားသည်စိတ်ချယုံကြည်စားသုံးနိုင်ပါသည်မြမတို့ရဲ့အိမ်ချက်လက်ရရသာမှာဆိုတကယ်ထူးရှင်ချူးစပယ်မြမထမင်းဆိုင်တို့ကြွားလန်းခဲ့ပါခွေမြန်မာသမင်းစစ်စစ်ကိုစားကျင်နေပြီမှလား အဲ့ဒီလိုဆိုရင်တော့ရွှေပြည်သာမြို့မှာဖွင့်လှစ်ထားတဲ့ချူးစပယ်အိတ်ချက်နဲ့ထမင်းဆိုင်ကိုကြွလန်းခဲ့ပေါ့ လိပ်စာလေးကတော့ရွှေပြည်သာမျိုးဗိုလ်ချုပ်အောင်ဆန်းလန်ခေါင်သုံးလုံးမှတ်တိုင်အနီးမှာချူးစပယ်မြန်မာဓမင်းဆိုင်ဖွင့်လှစ်ထားပါတယ်ခင်ဗျာ တန်ရှင်းလက်ဆက်ပြီးကျမ်းမာရေးနဲ့ညွတ်တဲ့ချူးစပယ်ဘဲစီတန်နဲ့ချက်လောက်ထားတာမို့လို့ယုံကြည်စိတ်ချစားစားသုံးနိုင်ပါတယ်ရှင် ဈေးနှုန်းတက်တာမှန်ကန်တဲ့အတွက်လူမျိုးဘာသာမရွေးစားသုံးဖို့ဖိတ်ခေါ်ပါတယ် ပင်းရင်ဆိုင်ကတော့ကျောင်းကုန်း2လမ်းထိပ်လှိုင်မြို့နယ်တန်လမ်းမှာတည်ရှိပါတယ်ခင်ဗျာ ကျွန်တော်ကလည်းချူးစပယ်မှာချူးစပယ်ဖြစ်နေပြီမလို့ တို့အားလုံးကလည်းအရသာထူးရှင်ချူးစပယ်